မင်္ဂလာပါဗျဒီနေ့မြောက်ပြီးမဲ့အကြောင်းအရာကတော့မိတ်ဆွေတို့အသုံးပြုနေတဲ့ဖုန်းမှာပေါ့နော်ကျွန်တော်တို့ software တစ်ခုနဲ့တစ်ခုပြောင်းလိုက်တဲ့ပေါ့နော်ဒါဆက်လေးနေပါတယ်ဆိုတော့မိတ်ဆွေများအားလုံးတက်ပါနော်ကျွန်တော်တို့မိမိတို့ရဲ့ဖုန်းထဲမှာပါတဲ့ setting လေးတစ်ခုကိုဖွင့်ပေးတဲ့အောင်နဲ့ပေါ့နော်ဒါ software တွေတစ်ခုနဲ့တစ်ခုပြောင်းလိုက်တဲ့အခါမှာညံစံပေါ်ဝတွက်လောက်အောင်ပေါ့နော်ဘယ်လိုမျိုးလုပ်အောင်လဲဆိုတော့ဒီတန်းလေးကိုမြောက်ပြီးတော့မှာပဲဖြစ်ပါတယ်ဗျဒါဆိုရင်မိတ်ဆွေတို့ရဲ့ဖုန်းထဲမှာရှိတဲ့ setting တွေကိုတစ်ချက်ဝင်ပေးရမှာပဲဖြစ်ပါတယ်ဗျsetting တွေကိုရောက်ပြီဆိုရင်တော့ additional setting ဆိုတဲ့စာတန်းလေးကိုတစ်ချက်နှိပ်ပေးရမှာပဲဖြစ်ပါတယ်ဗျပြီးပြီဆိုရင်ကျွန်တော်တို့အနေနဲ့ဒီမှာဆိုရင် asset ability ဆိုတဲ့စာတန်းလေးကိုနှိပ်ပေးရမှာပဲဖြစ်ပါတယ်ဗျပြီးပြီဆိုရင်တော့ version ဆိုတဲ့စာတန်းလေးကိုတစ်ချက်ပြောင်းပေးရမှာပဲဖြစ်ပါတယ်ဗျversion ဆိုတဲ့စာတန်းလေးကိုပြောင်းပြီးတော့ဆိုရင်နည်းနည်းလေးအပေါ်ဆက်တင်လိုက်ပါမယ်ပေါ်ဆက်တင်လိုက်မယ်ဆိုရင်တော့ဒီအောက်ဆုံးမှာရှိတဲ့ပေါ့နော် remove animation ဆိုတဲ့ကျွန်တော်တို့ဒီနေရာလေးမှာပေါ့နော်မိတ်ဆွေတို့အနေနဲ့ဒီနေရာလေးမှာအခုလိုမျိုးလေးပိတ်နေမှဆိုရင်ကျွန်တော်တို့ဖွင့်ပေးရမှာပဲဖြစ်ပါတယ်ခင်ဗျခုလိုမျိုးဖွင့်ပေးလိုက်မှဆိုတော့ကျွန်တော်တို့အနေနဲ့ဒါဖုန်းထဲမှာရှိတဲ့ပေါ့နော် software တွေတစ်ခုနဲ့တစ်ခုပြောင်းဝင်လိုက်တဲ့အခါမှာပေါ်ဝါတရက်စာနဲ့ regular မြန်စွာပေါ့နော်ဒါအသုံးပြုလို့ရမှာပဲဖြစ်ပါတယ်ဗျဒါဆိုရင်အခုလိုမျိုးနီလန်းလေးတွေကိုကြိုက်နေတဲ့ဆိုရင်ကျွန်တော်ရဲ့ Facebook page လို့လည်း like and follower လေးလုပ်ပြီးတော့အားပေးကြပါအောင်ဗျဒါဆိုရင်မိတ်ဆွေများအားလုံးအဆင်ပြေကြပါစေဗျအားလုံးပဲမင်္ဂလာပါနော်